အင်္ဂလန်အသင်းအတွက်အာဆင်နယ်ကစားသမား၄ဦးရွေးချယ်ခံရဒိုင်ယာဆိုးကြီးကိုကြော်ဖြတ်ပြီးပြန်လာခဲ့တဲ့သူ့အတွက်အသင်းဘော်တွေရဲ့မြစ်တာတွေကိုကွင်းထဲမှာပြန်လည်ပေးဆက်ချင်နေတဲ့မာရီနို Forward Gunner Program ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ကိုပညာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရရှိတဲ့သတင်းနှစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့အင်္ဂလန်အသင်း2016ကမ္ဘာဖလားရှင်ပြိုင်ကစားဖို့အတွက်နောက်ဆုံး26ရောက်လူစင်းရွေးချယ်ရမှာတော့အာဆင်နယ်အသင်းကကစားသမား4ဦးပါဝင်လာတာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒိုင်ယာဆိုးကြီးကိုကြော်ဖြတ်ပြီးပြန်လာခဲ့တဲ့သူ့အတွက်အသင်းဘော်တွေရဲ့မြစ်တာတွေကိုကွင်းထဲမှာပြန်လည်ပေးဆက်ချင်နေတဲ့မာရီနိုဆိုတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော်တို့ပထမသတင်းတစ်ပုဒ်ကိုစတင်ဆက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဂျွန်လမှာရှင်ပြိုင်ကစားမယ်ကမ္ဘာဖလားပြိုင်ပွဲအတွက်အင်္ဂလန်အသင်းရဲ့နောက်ဆုံး26ရောက်လူစင်းရွေးချယ်ရမှာတော့အငင်းပွားမှုတွေတချို့နာမည်ကြီးကစားသမားတွေကိုချန်လှပ်ထားမှုတွေရှိခဲ့ပေမဲ့အာဆင်နယ်အသင်းကဒီကလန်ရိုက်စ်နိုနီမာဒူအကီဘူကာယိုဆာကာနဲ့အီဘရီချီအဇီရို၄ဦးကိုတော့နီးပြဖြစ်တဲ့သူသောမတ်တူချယ်ကရွေးချယ်တဲ့အထဲမှာပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်အင်္ဂလန်အသင်းကအုပ်စုအဆင့်မှာဂါနာခရိုအေးရှားနဲ့ပနာမအသင်းတို့ကိုရင်ဆိုင်ရမှာဖြစ်ပြီးတော့ပွဲစဉ်တွေကိုတက်ဆတ်ဘော့စတွန်နဲ့နယူးဂျာစီမြို့တွေမှာကျင်းပသွားမှာဖြစ်ပါတယ်ကွင်းလဲလူဒီကလန်ရိုက်စ်ကခြေစစ်ပွဲ၈ပွဲအနက်9ပွဲမှာပွဲထက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီးအင်္ဂလန်အသင်းအတွက်ခြေစစ်ပွဲအောင်မြင်ရေးအတွက်အဓိကအခမ်းအနားမှာပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်အာဆင်နယ်အသင်းရဲ့ကျောနံပါတ်41ပိုင်ရှင်ဟာဗီလာပတ်မှာအန်ဒိုရာအသင်းကို2ဂိုးကိုမရှိရှင်းအနိုင်ရရှိခဲ့သောပွဲမှာလည်းဂိုးသွင်းယူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်ကစားခဲ့တဲ့ခြေစစ်ပွဲများအတွင်းမှာအာဆင်နယ်ကစားသမားများရဲ့သွင်းဂိုးမှတ်တမ်းများဟာလည်းထင်ရှားတဲ့နေရာမှာပါဝင်ခဲ့လို့ဖြစ်ပါတယ်အီဘရီချီအက်ဆီဟာအင်္ဂလန်အသင်းလက်ဗီယာအသင်းကို3ဂိုးကိုမရှိ5ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့သောပွဲဝင်းမလီကွင်းမှာဆာဗီယာအသင်းကို2ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့သောပွဲတွေမှာဂိုးတွေသွင်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်သူထက်အင်္ဂလန်အသင်းမှာဂိုးပိုသွင်းထားနိုင်တဲ့သူကတော့ဟယ်ရီကိန်းတဦးတည်းသာရှိတော့တာဖြစ်ပါတယ်2025မှာချက်စီအသင်းကနေအာဆင်နယ်အသင်းကိုပြောင်းရွှေ့လာခဲ့တဲ့နိုဒီမာဒူအကီအတွက်လည်းအင်္ဂလန်အတွက်ကစားခဲ့သောခြေစစ်ပွဲခီးစဉ်များမှာအမှတ်တရတွေရှိခဲ့ပါတယ်အာဆင်နယ်အသင်းကိုပြောင်းရွှေ့ပြီး2လအကြာမှာပဲအင်္ဂလန်အသင်းအတွက်သူ့ရဲ့ပထမဆုံးနိုင်ငံတကာသွင်းဂိုးကိုရရှိခဲ့ပြီးအခုဆိုရင်တော့အခုနှစ်ကမ္ဘာဖလားမှာလည်းအင်္ဂလန်အသင်းနဲ့သူ့ရဲ့ဘဝမမေ့နိုင်စရာပထမဦးဆုံးအကြိမ်ကမ္ဘာဖလားပွဲမှာပါဝင်ခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်ဘူကာယိုဆာကာအတွက်တော့အခုကမ္ဘာဖလားအင်္ဂလန်အသင်းနဲ့အတူဆင်နွှဲရမယ်စတုတ္ထမြောက်အဓိကပြိုင်ပွဲကြီးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဟင်းအကယ်ဒမီထွက်ဘူကာယိုဆာကာဆာဘီယာကိုအနိုင်ရရှိတဲ့ပွဲမှာအသင်းအတွက်လှပတဲ့သွင်းဂိုးတကိုးသွင်းယူနိုင်ခဲ့ပြီးကမ္ဘာဖလားမကစားမီအင်္ဂလန်အသင်းအတွက်စုစုပေါင်းသွင်းဂိုး14ဂိုးအထိသွင်းထားနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်အင်္ဂလန်အသင်းကတော့ဂျွန်လ18ရက်နေ့မှာကစားမဲ့ခရိုအေးရှားအသင်းနဲ့ကမ္ဘာဖလားအဖွင့်ပွဲမတိုင်မီမှာနယူးဇီလန်ကော့စတာရီကာအသင်းတို့နဲ့ခြေစစ်ပွဲတွေကစားအောင်မှာဖြစ်ပါတယ်အင်္ဂလန်အသင်းရဲ့2026ကမ္ဘာဖလားလူစင်းကတော့အောက်ပါအတိုင်းဖြစ်ပါတယ်ဂိုးသမားနေရာမှာတော့ Everton က Pickford Crystal Palace က Henderson Manchester City ကTrafford နောက်ခံလူတွေအနေနဲ့ကတော့ Newcastle United ရဲ့ Dunban Manchester City ရဲ့ Mark Guehi Chelsea ရဲ့ Reece James Aston Villa ရဲ့ Konsa Newcastle ရဲ့ Livramento Manchester City ရဲ့ O'Reilly Leverkusen ရဲ့ Jarek Konsa Spa အသင်းရဲ့ Jasper Manchester City အသင်းရဲ့ John Stone တို့ပါဝင်လာခဲ့ပြီးကွင်းလယ်လူတွေအနေနဲ့ကတော့ Nottingham Forest ရဲ့ Anderson Real Madrid ရဲ့ Jude Bellingham Arsenal ရဲ့ Eberechi Eze Bradford ရဲ့ Henderson Manchester United ရဲ့ Kobbie Mainoo Arsenal ရဲ့ Declan Rice Aston Villa ရဲ့ Morgan Rogers တို့ကွင်းလယ်မှာပါဝင်လာခဲ့ပါတယ်တိုက်စစ်မှုတွေအနေနဲ့ကတော့ Newcastle United ရဲ့ Gordon Bayern Munich ရဲ့ Harry Kane Arsenal ရဲ့ Noni Madueke Barcelona ရဲ့ Rashford Arsenal ရဲ့ Bukayo Saka Al Ahly ရဲ့ Ivan Toney Aston Villa ရဲ့ Watkins တို့ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့အမြဲတမ်းနိုင်ငံတကာပွဲတွေရှင်ပြိုင်ကစားတဲ့အခါမှာတော့ကျွန်တော်တူတယောက်တည်းအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကနှစ်တိုင်း Arsenal ကစားသမားအများစုပါတဲ့နိုင်ငံအသင်းကိုအားပေးခဲ့တာဖြစ်ပါတယ်ဒီနှစ်လည်းအဲ့လိုမျိုးပဲအားပေးမှာဖြစ်ပါတယ်2000ခုနှစ်လောက်ကဆိုလို့ရှိရင်ကျွန်တော်တို့ပြင်သစ်အသင်းမှာဆိုလို့ရှိရင် Robert Pires Thierry Henry Sylvain Wiltord ရဲ့ကျွန်တော်တို့ Patrick Vieira တို့ပါဝင်တဲ့အတွက်အဲ့ဒီအချိန်ကပြင်သစ်အသင်းကိုအားပေးခဲ့တာဖြစ်ပြီး2010ဝန်းကျင်မှာတော့ကျွန်တော်ကဂျာမနီအသင်းကိုအားပေးခဲ့ပါတယ်အဲ့ဒီအချိန်ကဂျာမနီအသင်းမှာဆိုလို့ရှိရင် Marty Sacker Ozil Podolski နဲ့
ကျွန်တော်တို့မူစတာဖီတို့ပါဝင်ခဲ့တဲ့အတွက်ဂျာမနီအသင်းကိုအားပေးခဲ့ပါတယ်အခုနေ့ကမ္ဘာဖလားမှာလည်းကျွန်တော်အာဆင်နယ်အသင်းကစားသမားတွေပါဝင်တဲ့အသင်းတွေရဲ့ပွဲစဉ်တွေရဲ့ပွဲကြိုရလဒ်တွေဒဏ်ရာအခြေအနေတွေပွဲပြီးသတင်းစာရှင်းလင်းပွဲတွေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနှစ်ကတော့ပထမဦးဆုံးလူစရင်ကျွန်တော်တွေ့လိုက်ရတဲ့အနေအထားတစ်ခုမှာအင်္ဂလန်အသင်းမှာတော့အာဆင်နယ်ကစားသမား၄ယောက်ပါဝင်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့အင်္ဂလန်အသင်းရဲ့အခြေအနေတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပြီးတော့ကျွန်တော်တို့အာဆင်နယ်ကစားသမားတွေကအဲ့ဒီပွဲတွေမှာဘယ်လိုမျိုးပါဝင်စွမ်းဆောင်ပေးနိုင်လဲဘယ်အဆင့်ထိတက်လဲဆိုတာတော့ကျွန်တော်ကမ္ဘာဖလားပွဲတွေကြားလို့ရှိရင်တင်ဆက်ပေးမှာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒိုင်ယာဆိုးကြီးကိုကြော်ဖြတ်ပြီးပြန်လာခဲ့တဲ့သူ့အတွက်အသင်းပေါ်တွေရဲ့မြစ်တာတွေကိုကွင်းထဲမှာပြန်လဲပေးဆက်ချင်နေတယ်ဆိုတော့မီကယ်မာရီနို9လကြာအနားယူခဲ့ပြီးနောက်ပထမဆုံးချိန်လေ့ကျင့်ရင်ကွင်းကိုပြန်လဲရောက်ရှိလာတဲ့မီကယ်မာရီနိုဟာအသင်းပေါ်တွေနဲ့ပြန်လဲတွေ့ဆုံခွင့်ရတဲ့အပေါ်အလွန်ပဲစိတ်နှုတ်ရှားနေကြောင်းဒီခက်ခဲတဲ့ကာလအတွင်းမှာသူ့အပေါ်ထားရှိခဲ့တဲ့မေတ္တာတရားတွေကိုကွင်းထဲမှာအကောင်းဆုံးပြန်လဲပေးဆက်ချင်ကြောင်းဖွင့်ဟပြောကြားသွားခဲ့ပါတယ်။အသက်29နှစ်ရှိပြီဖြစ်တဲ့စပိန်ကွင်းလယ်လူမာရီနိုဟာဇန်နဝါရီလအတွင်းမှာခြေဖွားရိုးကျိုးခဲ့တဲ့ဒဏ်ရာရရှိခဲ့ပြီးပွဲထွက်ခွင့်ဆုံးရှုံးခဲ့သလိုဒဏ်ရာပြင်းထန်မှုကြောင့်ခွဲစိတ်မှု operation မှာခံယူခဲ့ရတာပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့ပထမအသင်းကြီးစီပြန်လဲပူးပေါင်းရေးအတွက်ရေရှည်ပြန်လဲတန်ဆွမ်းရေးအစီအစဉ်တွေကိုအပြင်းထန်လှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ Sober Reality Training Center မှာနေ့တိုင်းစူးစမ်းခဲ့ရပြီးနောက်မှာတော့မာရီနိုဟာအခုချိန်မှာအကောင်းဆုံးခြေနေကိုပြန်လဲရောက်ရှိနေပြီလို့လည်းယုံကြည်နေပြီးလာမယ့် Crystal Palace နဲ့ပွဲစဉ်ဒါမှမဟုတ်လို့ရှိရင် PSG နဲ့ Final ပွဲစဉ်မှာအသင်းအတွက်ပါဝင်ကစားခွင့်ရဖို့မျှော်လင့်နေပါတယ်။သူ့ရဲ့ဒဏ်ရာပြန်လဲတက်တာလာမှုနဲ့ပတ်သက်ပြီးမာရီနိုကဒီမနေ့နိုးလာချိန်မှာကြောင်းပထမအဆုံးနေ့တက်ရတယ်လို့ခံစားရတယ်။ရင်တွေလည်းတုန်နေခဲ့တယ်။အသင်းပေါ်တွေနဲ့ပြန်တွေ့ရတာသူတို့နဲ့ပြန်ရှိခွင့်ရတာတကယ့်ကိုမယုံနိုင်စရာပါပဲ။သူတို့စီကအချစ်တွေအများကြီးကျွန်တော်ခံစားခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။အခုကျွန်တော်ခြေဖွားကလုံးဝကောင်းနေပါပြီ။ဒဏ်ရာအကြောင်းတော့မတွေးမိတော့ပါဘူး။ကွင်းထဲမှာကောင်လေးတွေနဲ့အတူပြန်လေးကျင်ကန်းဆင်းခွင့်ရတာတကယ့်ကိုပျော်စရာကောင်းလာပါတယ်။ကျွန်တော်ကွင်းထဲမှာနေမဟုတ်ပဲပြန်လေတန်ဆန်းကြန့်ခိုင်ရေးအတွက်ဆေးဖွဲ့တွေနဲ့အတူနေတိုင်းအပြင်းထန်လေ့ကျင့်ခဲ့ရပါတယ်အသင်းနဲ့ပြန်မပူးပေါင်းခင်အရာရာအစင်နဲ့ဖြစ်နေဖို့အစွမ်းကုန်ကျွန်တော်စူးစမ်းခဲ့ရပါတယ်အခုတော့ပြန်ကစားဖို့အစင်နဲ့ဖြစ်နေပါပြီလို့မာရီနိုကပြောကြားခဲ့ပါတယ်မာရီနိုကသူ့ရဲ့ဒဏ်ရာဟာပုံမှန်အခြေအနေမဟုတ်ပဲထူးဆန်းတဲ့အခြေအနေတစ်မျိုးဖြစ်ခဲ့တာကြောင့်အစာပိုင်းမှာစိုးရိမ်စိတ်များစွာဝင်ရောက်ခဲ့ကြောင်းလည်းဝန်ခံခဲ့ပါတယ်ဒဏ်ရာဖြစ်ပွားတဲ့နေရာအထူးကုဆရာဝန်တွေတော့အရင်ကမမြင်ဘူးတဲ့အခြေအနေမျိုးလို့၎င်းကဆိုပါတယ်ဒါဟာတကယ်ကိုထူးဆန်းတဲ့နေရာတစ်ခုမှာဖြစ်သွားတဲ့ stress fracture ပါတဲ့အထူးကုဆရာဝန်တွေတော့တခါမှမမြင်ဘူးချဘူးအစာပိုင်းမှာကျွန်တော်လည်းတကယ်ကြောက်ခဲ့ပါတယ်ဘလို့ပြန်တက်တာလာမလဲပြန်ကစားနိုင်မှာမလားဆိုပြီးတော့အမြဲတမ်းတွေးပူနေခဲ့ပါတယ်ဒဏ်ရာတက်တာဖို့9လလောက်ကြာမယ်လို့ကြားရတဲ့အချိန်မှာတော့ကမ္ဘာဖလားလွဲချော်တော့မယ်အသင်းရဲ့အရေးကြီးပွဲတွေကိုငါမကူညီနိုင်တော့ဘူးဆိုတဲ့အတွေးတွေကြောင့်စိတ်ဓာတ်တွေကျခဲ့ရပါတယ်လို့မာရီနိုကပြောပါတယ်ဒါပေမဲ့အဲ့ဒီချိန်ကိုအကောင်းမြင်စိတ်နဲ့ဖျက်ကျော်ဖို့ဆုံးဖြတ်ခဲ့ကြောင်းလည်းမာရီနိုကဆက်လက်ပြောကြားခဲ့ပါတယ်ကျွန်တော်ကရွေးချယ်စရာတစ်ခုရှိတယ်စိတ်ဓာတ်ကျပြီးတော့နေမလားဒါမှမဟုတ်လို့ရှိရင်ခေါင်းမော့ထားပြီးဒီချိန်ကိုကိုယ့်ကိုယ်ကိုပိုကောင်းအောင်အသုံးချမလားဆိုတာပါပဲကျွန်တော်ကတော့ဘဝကိုအစွမ်းကုန်စူးစမ်းဖြတ်တန်းကျင်နေတဲ့သူတယောက်ပါလို့ပြောကြားခဲ့ပါတယ်ဒီခက်ခဲကာလကိုဖျက်ကျော်နိုင်ခဲ့တာအသင်းပေါ်တွေရဲ့ပံ့ပိုးမှုကြောင့်လည်းပါဝင်တယ်လို့မာရီနိုကဝန်ခံခဲ့ပါတယ်ဒဏ်ရာရနေတဲ့အချိန်မှာတော့အသင်းနဲ့အဆက်အသွယ်မပြတ်နေဖို့စူးစမ်းခဲ့ပြီးအသင်းရဲ့ဖလားလူခီးစဉ်မှာလည်းတစ်ဖက်တစ်လမ်းကနေအမြဲတမ်းပါဝင်ကူညီခြင်းခဲ့ကြောင်းပြောကြားခဲ့ပါတယ်တကယ်ကိုအချစ်ခံရတယ်လို့ခံစားရပါတယ်ဒဏ်ရာရနေပြီမဲ့အသင်းနဲ့အတူရှိနေခဲ့ပါတခါတလေကစားသမားတယောက်အနေနဲ့ကိုယ်ဒဏ်ရာကိုပဲအာယုံဆိုင်မိနေတတ်ပေမဲ့အသင်းပေါ်တွေနဲ့အတူနွေးနွေးထွေးထွေးရှိနေဖို့လဲလိုအပ်တယ်လို့ကျွန်တော်ကယူဆတဲ့အတွက်အမြဲတမ်းအဲ့လို connection ကိုထားခဲ့ပါတယ်သူတို့ကအမြဲဘလို့နေလဲမြန်မြန်ပြန်လာနော်ချန်ပီယံလိဘောလူဝဲမှာမင်းရဲ့ခေါင်းတိုက်သွင်းကိုသွင်းပေးရမယ်ဆိုပြီးတော့စနောက်ပြီးအားပေးခဲ့ကြတယ်အဲ့စကားလေးတွေကကျွန်တော်စိတ်ဓာတ်ကိုကျွန်တော်ခွန်အားတွေကိုအများကြီးတိုးတက်စေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်ပွဲကြည့်စဉ်ကနေအသင်းကိုအားပေးရတဲ့အချိန်တွေဟာလည်းကျွန်တော်အတွက်တကယ်ကိုမလွယ်ကူလှဘူးဆိုပြီးတော့မာရီနိုကပြောကြားခဲ့တာဖြစ်ပါတယ်ပွဲကြည့်စဉ်ကနေထိုင်ကြည့်နေရတာအဆင်မပြေဘူးအချိန်တွေမကောင်းတဲ့ပွဲတွေဆိုကွင်းထဲမှာခုံဆင်းပြီးသူတို့ကိုကူညီခြင်းစိတ်တွေဖြစ်မိတယ်ပရိသတ်တယောက်လိုပဲရင်တထိတ်ထိတ်နဲ့အားပေးခဲ့ရပြီးအသင်းနိုင်တဲ့အချိန်တိုင်းကိုအပြည့်အဝပျော်ရွှင်ခဲ့ရပါတယ်လို့ဒိုင်ယာအခြေအနေနဲ့ပြန်လဲကောင်းမွန်လာမှုနဲ့အသင်းဘော်တွေကသူ့ကိုဘယ်လိုမျိုးကူညီခဲ့တယ်လဲဆိုတာကိုမီကယ်မာရီနိုကပြောကြားသွားတာကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်နောက်လဲကျွန်တော်အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကိုလည်းဝင်ကြည့်ုံနေမဟုတ်ဘဲနဲ့ကျေးဇူးပြုပြီးတော့ like and subscribe လေးလည်းလုပ်ပေးဖို့တောင်းဆိုပါတယ်
ကျွန်တော်တို့အဆုံးထိအားပေးကြမယ်ကျွန်တော်တို့အာဆင်နယ်ရဲ့ကစားသမားတွေရဲ့နီးပြတွေရဲ့အနောက်မှာရှိနေတဲ့အုံကြက်ကြက်အားပေးနေတဲ့ပရိသတ်ထဲမှာအမြဲတမ်းပါဝင်ကြမယ်North London forever whatever the weather bye bye